ရှေ့တောင်အာရှအာဆီယံနိုင်ငံများတွင်ဧရိယာအကျယ်ဝန်းရအကြီးဆုံးနိုင်ငံမှာအင်ဒိုနီးရှားမြန်မာထိုင်းလူရန်နိုင်ပေါင်းခု2,300,000ကျယ်ဝန်းပြီးကျွန်းပေါင်း1,200,000ကျော်ဖြင့်ဖွဲ့စည်းထားတဲ့အကြီးဆုံးနိုင်ငံဖြစ်ပါတယ်။အရှေ့တောင်အာရှအာဆီယံနိုင်ငံများမှာအမြင့်ဆုံးစံချိန်ဖြစ်တဲ့ထာဝရနှင်းဖုံးနေတဲ့တောင်ကြီးမှာကင်နဘူတောင်မလေးရှားခါကာဘူရာစီမြန်မာပွန်ချက်ဂျာယာအင်ဒိုနီးရှားမြန်မာနိုင်ငံ၏မြောက်ဘက်ဆုံးမှာတည်ရှိပြီးအမြင့်ပေပေါင်း1996ပေနဲ့အရှေ့တောင်အာရှ၏အမြင့်ဆုံးတောင်ဖြစ်ပါတယ်။အရှေ့တောင်အာရှအာဆီယံနိုင်ငံများ၏အရှည်လျားဆုံးအဖြစ်စံချိန်တင်ထားတဲ့မြစ်အမည်မှာဧရာဝတီမြစ်ကျောက်ဖျားမြစ်မဲခေါင်မြစ်မဲခေါင်မြစ်သည်အလျားကီလိုမီတာပေါင်း4,900 ကျော်ရှည်လျားပြီးမြန်မာ၊လာအို၊ထိုင်း၊ဗီယက်နမ်၊ကမ္ဘောဒီးယားနိုင်ငံတွေကိုဖြတ်သန်းစီးဆင်းသွားတဲ့အာဆီယံ၏အရှည်ဆုံးမြစ်ဖြစ်ပါတယ်။အရှေ့တောင်အာရှအာဆီယံနိုင်ငံများ၏အကျယ်ဝန်းဆုံးသဘာဝရေချိုကန်အမည်မှာအင်းလေးကန်မြန်မာတိုဘာကန်အင်ဒိုနီးရှားတုံလေဆပ်ကန်ကမ္ဘောဒီးယားတုံလေဆပ်ကန်သည်ကမ္ဘောဒီးယားနိုင်ငံတွင်တည်ရှိပြီးမိုးရာသီမှာကန်၏ဧရိယာသည်စတုရန်းမိုင်6,000 ကျော်ရှိပြီးအာဆီယံ၏အကြီးဆုံးရေကန်ဖြစ်ပါတယ်။အရှေ့တောင်အာရှအာဆီယံနိုင်ငံများမှာအမြင့်ဆုံးစံချိန်တင်ထားတဲ့မိုးပြန်တိုက်ကဘယ်အဆောက်အုံဖြစ်မလဲ။ Petronas Tower မလေးရှားမာဒီကာ118မလေးရှား Autograph Tower အင်ဒိုနီးရှားမာဒီကာတာဝါသည်မလေးရှားနိုင်ငံကွာလာလမ်ပူမှာတည်ရှိပြီးအမြင့်ပေ2,229ပေ118ထပ်ရှိကအာဆီယံမှာအမြင့်ဆုံးနဲ့ကမ္ဘာပေါ်မှာဒုတိယအမြင့်ဆုံးအဆောက်အုံကြီးအဖြစ်စံချိန်တင်ထားပါတယ်။အရှေ့တောင်အာရှအာဆီယံနိုင်ငံများမှာအရှည်ဆုံးစံချိန်တင်ပင်လယ်ကူးတံတားကြီးမှာပီနန်တံတားမလေးရှားဆူလာတန်တံတားဘရူနိုင်းဆူရာမာဒူတံတားအင်ဒိုနီးရှားဆူလာတန်ဟာဂျီအိုမာအလီဆိုင်ဖူတင်တံတားသည်ဘရူနိုင်းနိုင်ငံမှာတည်ရှိပြီးပင်လယ်အော်ကိုဖြတ်တန်းဖောက်လုပ်ထားတဲ့အလျား30 ကီလိုမီတာရှိတဲ့အာဆီယံ၏အရှည်ဆုံးတံတားဖြစ်ပါတယ်။အရှေ့တောင်အာရှအာဆီယံနိုင်ငံများတွင်အကြီးဆုံးရှေးဟောင်းဘာသာရေးအဆောက်အအုံမှာအန်ကောဝက်ကမ္ဘောဒီးယားဘောယောဂုဒေါ်အင်ဒိုနီးရှားမြောက်ဦးမြန်မာအန်ကောဝက်ဘုရားကျောင်းသည်ကမ္ဘောဒီးယားနိုင်ငံတွင်တည်ရှိပြီးဧရိယာဧက400 ကျော်အထိကျယ်ဝန်းလာတဲ့ကမ္ဘာအကြီးဆုံးဘာသာရေးအဆောက်အအုံတစ်ခုဖြစ်ပါတယ်။အရှေ့တောင်အာရှအာဆီယံနိုင်ငံများတွင်အသန့်ရှင်းဆုံးမြို့တော်မှာစင်ကာပူမနီလာဘန်ကောက်
စ်ချင်းဆိုင်ရာဥပဒေများခေတ်မီအမိုက်စီမံခန့်ခွဲမှုနှင့်စိမ်းလန်းသောနေရာများကြောင့်အရှေ့တောင်အာရှတွင်အတန်ရှင်းဆုံးမြို့ဖြစ်တညီတညွတ်တဲ့အတိအမှတ်ပြုထားသောမြို့ဖြစ်သည်အရှေ့တောင်အာရှအာဆီယံနိုင်ငံများတွင်အကြီးဆုံးသောစီးတီးမော်မှာ SM Mall ဖိလစ်ပိုင် IOI City Mall မလေးရှား Central World ထိုင်း IOI City Mall သည်အရှေ့တောင်အာရှတွင်အကြီးဆုံး City Mall ဖြစ်သည်အဆိုပါ City Mall တွင်ရေခဲစကိတ်ကွင်းအကြီးဆုံးမိုးလုံလေးလုံးဖျော်ဖြေရေးစင်တာနှင့်စွန့်စားခန်းပန်းခြံတို့ပါရှိသည်ရှေ့တောင်အာရှအာဆီယံနိုင်ငံများတွင်အလှပဆုံးနှင့်ခရီးသည်အများဆုံးဝန်ဆောင်မှုပေးသောလေဆိပ်မှာချန်ကီလေဆိပ်စင်ကာပူကွာလန်လာပူလေဆိပ်မလေးရှားတူဝနာဘူမီလေဆိပ်ထိုင်းစင်ကာပူ၏ချန်ကီလေဆိပ်သည်ကမ္ဘာအကောင်းဆုံးလေဆိပ်စုကိုအကြိမ်ကြိမ်ရရှိထားပြီးလေဆိပ်ထဲမှာတင်မီတာ40မြင့်သောကမ္ဘာအကြီးဆုံးအိမ်တွင်းရေတံခွန်ကြီးလည်းပါရှိပါသည်